နေ့ကျွန်တော်ရဲ့တက်တာထင်တာတစ်ခါတလေကျွန်တော်တို့ကဒီတစ်ပါးရဲ့အကူအညီပဲကျွန်တော်မျိုးလေးနေတတ်တယ်ဘယ်သူကကျွန်တော်ကိုညီပါလဲသူကကျွန်တော်ဘယ်လိုမျိုးကိုညီပေးမှလဲသူကကျွန်တော်ကိုပါပေးမှလဲဆိုတော့ဟာဒီမျိုးလေးတတ်တာပေါ့နော်ဒါပေမဲ့ကျန်းစာထင်မှာပါပြောလဲဆိုတမန်တော်ပေါ်လူကငါခရစ်ငါအသက်ရှင်တဲ့အရာမှာခရစ်တော်ဖြစ်တယ်တဲ့ဆိုတော့အဲ့ဒီခရစ်တော်ရှင်တန်နေတဲ့ကျွန်တော်ရဲ့ခန္ဓာထဲမှာကျွန်တော်ရဲ့အသက်တာထဲမှာသူတစ်ပါးအတွက်ကိုယ်တိုင်ရှင်တန်ရမယ်ဆိုတဲ့အရာကိုကျွန်တော်နားလည်လို့ရပါတော့။ဒါကြောင့်မလို့ဖခင်ကပါလဲဆိုရင်တင်းရဲ့အသက်တာထဲမှာကျွန်တော်ရဲ့အသက်တာထဲမှာခရစ်တော်အသက်ရှင်တယ်ဆိုလို့ရှိရင်ကိုယ်တိုင်သူတစ်ပါးအတွက်ရှင်တန်ရမယ်။သူတစ်ပါးဟာကျွန်တော်အတွက်ရှင်တန်ခြင်းမဟုတ်ပဲ။ကျွန်တော်ဟာသူတစ်ပါးအတွက်ရှင်တန်ခြင်းဖြစ်ဖို့ရတဲ့တမန်ကျမ်းစာထဲမှာဖော်ပြထားပါတယ်။ဒါကြောင့်တမန်တော်ပေါ်လူကိုယ်တိုင်သူတစ်ပါးအတွက်သူရှင်တန်တကယ်တော့ဒီကနေ့ကျွန်တော်ယုံကြည်သူရောက်စီတိုင်းဟာလည်းပဲကိုယ်တိုင်သူတစ်ပါးအတွက်ရှင်တန်ပြီးတော့မှသူတစ်ပါးကိုကျွန်တော်ဘာလို့ပေးနိုင်တယ်လဲသူတစ်ပါးအတွက်ကျွန်တော်ဘယ်လိုရှင်တန်ပေးရမလဲပတ်ဝန်းကျင်အတွက်ကျွန်တော်ဘယ်လိုမေတ္တာပြရမလဲဆိုတဲ့အရာကပို့ပြီးတော့အရေးကြီးတဲ့အကြောင်းရဖြစ်တယ်ဆိုတာကိုအနေငယ်ပြောပြလို့ချင်းဖြစ်ပါတယ်